မိကောင်းမပန်ဖို့အတွက်တဲ့မိသားသမီးတွေပန်းထွက်ခုနေပန်းကလေးတွေဘာကြောင့်ခုလဲမိပမလို့တဲ့သူတို့ပြောတယ်ကြော်လိုက်ကြဘသူသားသမီးလေမိသားသမီးလို့ပြန်ပြောလိုက်မယ်ကြောက်ကြိုင်ကငါတို့ကြောက်ရင်သင်50လောက်ကြာသွားလိမ့်မယ်ဆုံးချအောင်ငါတို့တိုက်နေညီရနာဖိတ်တို့တွေ့ခြင်းနေကျွဲလက်ပြီးမဖြုတ်ချေသစ္စာဂျီဇလေးတို့တိုက်ပွဲခေါ်တယ်ဒီရဲငါတို့တွေ့တယ်ဒီညွှန်းစွာနဲ့ကြော်လန့်ခဲ့နေဝိဆွေမလဲငါတို့မကြောက်နေ